င်းလုံးတော့ဘယ်လိုလဲကြောက်တတလေးမောင်ဒုက္ခနိုင်စော့နေပါတယ်မောင်ဒုက္ခရွှေနိုင်လေးစော့နေပါတယ်ဒီနေ့တတလေးကိုခေါင်းရိပ်ပေးပါတယ်တတလေးခေါင်းရိပ်တဲ့အခါမှာမငိုပဲခုံပေါက်နေပါတယ်ရေချိုးတဲ့အခါမှာလည်းစော့ကစားနေပါတယ်တတလေးရဲ့မချလည်းမှာတော့ကစားစရာတွေနဲ့ပြည့်နေပါတယ်တတလေးအတွက်ကစားစရာတွေစော့စရာတွေဝယ်ပေးလို့ရပါတယ်တတလေးကိုချစ်တယ်ဆိုလို့ရှိရင်ကစားစရာတွေဝယ်ပေးလို့ရပါတယ်